ကျွန်တော်တရားဟောတဲ့နေရာဟာမြတ်ဆုံးကမယုံကြည်သူတွေဖျားเจ้าမရောက်ဖို့တဲ့သူတွေယေရှုเจ้าကိုမကြားဖို့တဲ့သူတွေစီမှာဟောပြောလိရှိတဲ့အတွက်ကျွန်တော်တို့ယုံကြည်ပြီးသားကယ်တင်ခြင်းရပြီးသားခရိယန်အထူးသဖြင့်ခရိယန်လူငယ်မောင်မယ်များထာမှာတရားဟောဖို့တော့နည်းနည်းတော့ကျွန်တော်တွေ့ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီကနေ့ဒီချင်းချက်နဲ့ဒီကောင်းစဉ်ယူထားတာဟာကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရတဲ့အရာနဲ့ပတ်သက်လို့ဝိညာဉ်လူချင်းဖြစ်ပါတယ်။ငါအမှန်ဆိုဒီကာငါကိုယုံကြည်တော်သူဒီကဲတင်ချင်းတို့ရောက်၏ကဲချင်းကိုရ၏ဆိုပြီးတော့မှခရစ်တော်ကိုယ်တိုင်ပြောထားတဲ့ကျင့်ချက်ဖြစ်ပါတယ်။ဘာကြောင့်ကျင့်ချက်ကိုကျွန်တော်ရွေးချယ်တာလဲဆိုတော့ကျွန်တော်ကိုယ်နိုင်ကစေတန်ပြီးမှကျောင်းဆရာတွေလုပ်တယ်ပြီးတော့မှအတန်းတော်ဒီမှာလည်းလှုပ်ရှားပါဝင်တယ်စာဝတ်နေအရေးခဲ88အရေးခဲပြီးမှစာဝတ်ဒီခက်ခဲတဲ့အတွက်ခန်းတီမှာကြောက်တူးပြီးတော့မှကျွန်တော်6လလောက်နေခဲ့ပါတယ်အဲ့ဒီချိန်မှာကျွန်တော်ဘာတုံ့ပြန်ရတယ်လဲဆိုတော့ဒွန်းတူးပြီးတော့မှကျွန်တော်တို့ဒွန်းနာကတော့လူတူးထားတယ်အပေါ်မှာတော့36ปีအကျယ်အောက်မှာတော့10ปีလောက်ပဲရှိတယ်အဝိုင်းအနက်ကတော့186လောက်အနက်ရှိတယ်အဲ့ဒီမှာအောက်မှာကျွန်တော်တို့ကြောက်ကြောနိုင်ပြီးတော့မှလူ4ယောက်အလုတ်လုတ်နေတဲ့ချိန်မှာအပေါ်ကနေအော်တန်ကြလို့ကျွန်တော်တို့မတ်တရပြီးတော့မှအပေါ်ကြီးတဲ့ခါမှာအပေါ်ကနေကြောက်တုံးကျွန်တော်တို့ဦးကောင်းထက်ကြီးတဲ့ကြောက်တုံးတစ်လုံးကိုကြာပြီးတော့မှကျွန်တော်တို့အလဲတဲ့တဲ့မှာကြာတယ်အဲ့ဒီကြောက်တုံးကြီးကိုကျွန်တော်တို့တယောက်မက2ယောက်အတော့မမနိုင်ဘူးဖြစ်တယ်တကယ်လို့များအဲ့ဒီကြောက်တုံးကြီးကကျွန်တော်ကိုထိရင်ခေါင်းထိရင်တေးမှာခြေဒီလက်ဒီထိရင်ခြေကျိုးလက်ကျိုးဒုက္ခတာဖြစ်သွားမှာအဲ့ဒီချိန်မှာကျွန်တော်တီဖို့တအားကြောက်ပြီးမှဒိုးဒီတုံးပြီးတော့မှအပေါ်မတက်နိုင်တော့ဘူးအပေါ်မတက်နိုင်တဲ့အခါမှာတငယ်ချင်းတွေကကျွန်တော်ကိုကျိုးနဲ့ခြေပြီးတော့မှအပေါ်ကိုဆွဲတင်သွားတယ်အဲ့ဒီအပေါ်ရောက်ပြီးမှလဲတဏီကုံတဏှာလုံးတအားကြောက်ပြီးတော့မှငါတီးရင်ဘာဖြစ်မလဲငါတီးရင်ဘာလုပ်မလဲငါတီးတော့ဘယ်လိုနေမလဲဆိုပြီးတော့မှအတွေ့အခေါ်ဒီခဏဝင်ပြီးတော့မှအဲ့ဒါနဲ့စားလို့လည်းမရအိတ်လို့လည်းမရအသက်ပြန်ချပြီးတော့မှတစ်ချိန်လုံးနေတဲ့ခါမှာကျွန်တော်ရဲ့အသက်တာ၌ထူဆန်းတော်အသက်တာတစ်ခုကိုကျွန်တော်ပိုင်ဆိုင်လို့အဲ့ဒါကိုကျွန်တော်ဇွေးနှုတ်ထားတာဖြစ်ပါတယ်ခရစ်တော်ကိုယ်တိုင်ငါအမှန်ဆိုဒီကာငါကိုယုံကြည်တော်သူဒီကဲတင်ချင်းတို့ရောက်၏ကဲတင်ချင်းကိုရ၏ဆိုပြီးတော့မှခရစ်တခြားကျန်ကြီးဆရာတွေပြောတဲ့မှစကားမဟုတ်ပဲနဲ့ခရစ်တော်ကိုယ်တိုင်ပြောတဲ့စကားဖြစ်တာကိုကျွန်တော်အဲ့ဒီနေရာမှာအထူးတလဲခံယူမိပါတယ်အဲ့ဒီထဲမှာကျွန်တော်ကြောက်ကြံတုံလို့ပြီးတော့မှအဲ့လိုမရစဉ်းစားပြီးတော့မှငါဘယ်လိုနေရင်ကောင်းမလဲဆိုပြီးတော့မှစဉ်းစားတဲ့အခါမှာကျွန်တော်ရဲ့တငယ်ချင်းခရိယန်တွေကလာပြီးတော့မှမတေးတာကြည်ရတော်ပဲဒီလိုဖြစ်တာကြည်ရတော်ပဲဆိုပြီးတော့မှကျွန်တော်စီမှာခဏပြောတယ်ကျွန်တော်လဲအဲ့ဒီကြည်ရတော်ကလက်ဆောင်ရလို့ကြည်ရတော်ပြောထားရှိတယ်ပြီးတော့တယောက်ကကျွန်တော်တို့ကိုနေရင်ကြည်ရတော်ပဲကားနဲ့တိုက်ခါနီးစိုက်ကယ်နဲ့တိုက်ခါနီးလေးမှာလွတ်သွားရင်ကြည်ရတော်ပဲဆိုပြီးတော့မှပြောထားရှိတဲ့အချိန်မှာဒီကြည်ရတော်ဆိုတာဘာလဲဆိုတော့ပြီးတော့မှကျွန်တော်အထူးတွေးနေပါတယ်ကျွန်တော်အမြင်မှာတော့ကြည်ရတော်ဆိုတာကောင်းကင်နိုင်ငံဟွန်ဖို့မေတ္တာလက်ဆောင်တာဖြစ်တယ်ဆိုတာကိုကျွန်တော်ခံရမိတယ်ကြည်ရတော်ထဲမှာအကြီးဆုံးကထာဝရအသက်ဖြစ်တယ်ကြည်ရတော်ထဲမှာအမော်မြတ်စုကထာဝရအသက်ရဖို့ဖြစ်တယ်ခရစ်တော်ရဲ့ကယ်တင်ခြင်းတရားဖြစ်တယ်အဲ့ဒီချိန်မှာကြည်ရတော်ဆိုတာကောင်းကင်နိုင်ငံဖြစ်တယ်ကောင်းကင်နိုင်ငံဆိုတာလေဘုရားသခင်ပြတဲ့မေတ္တာလက်ဆောင်ဖြစ်တယ်ဆိုတာကိုဥစွာပထမဖော်ပြလိုပါတယ်ကျွန်တော်ရဲ့အမြင်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ရှင်လောမအခန်းကြီး6ငယ်23မှာအပြစ်တရားဤအခါကားတည်ခြင်းပီတိဘုရားသခင်ပြီးတနာတော်မူတော်ကြည်ရတော်မူကားငါတို့သခင်ခရစ်တော်အားဖြင့်ထာဝရအသက်ဖြစ်၏ထာဝရအသက်ဆိုတာ
ဘုရားသခင်ရဲ့တကယ့်ကြည်ယူတော်ဖြစ်တယ်ဆိုတာကိုကျွန်တော်အဲ့ဒီနေ့မှာခံစားရပါတယ်လူအနေနဲ့ကြိုးစားလို့လည်းမရဘူးထိုက်တန်တယ်ဆိုပြီးတော့မှအခမဲ့နဲ့ဘယ်သူမှလည်းပြီးမှာမဟုတ်ဘူးဒါပေမဲ့ကြည်ယူတော်ဆိုတာတကယ်သာဝရဘုရားသခင်ပြည့်တဲ့မေတ္တာလက်ဆောင်တော်ဖြစ်တယ်ဆိုတာကိုကျွန်တော်ခံစားလိုက်ရပါတယ်အဖက်ဩဝါဒစာအခန်းကြီးနှစ်အငယ်10နဲ့9မှာပြောလဲဆိုတော့ယုံကြည်တော်အပြင်ကြည်တော်ကြောင့်ကဲတင်ခြင်းတို့ရောက်ရ၏ကိုအလိုအလျောက်ရောက်ဒီမဟုတ်ဘုရားသခင်ပြည်တနာတော်မူရာဖြစ်သည်ကိုတို့ကြောင့်ကဲတင်ခြင်းတို့ရောက်ဒီမဟုတ်တို့ဖြစ်၍အဘေသူမြဝါကြွားเสียစီကိုအလိုအလျောက်နဲ့ရတာလည်းမဟုတ်ဘူးထိုက်တန်လို့လည်းမဟုတ်ဘူးဘုရားသခင်ပြီးတာဖြစ်တဲ့အတွက်ဇာတ်တူလည်းဝါကြွားเสียအကြောင်းမရှိဘူးဆိုပြီးတော့မှရှင်ပေါလုကအဖက်ဩဝါဒစာမှာရေးထားပါတယ်အဲ့ဒါတွေကိုတွေးရင်နဲ့ကျွန်တော်ဘာကိုမြန်တယ်လဲဆိုတော့လူသားဆိုတာဘာလဲကျွန်တော်တို့လူသားဆိုတာဘာလဲဘယ်လိုတွေလဲဘာဖြစ်လို့လဲဘာဖြစ်လို့အသက်ရှင်တာလဲအသက်ရှင်တမရထဲမှာလူသားဘာဖြစ်လို့ထိုးချတယ်လဲဆိုပြီးတော့မှခဏအသွေးပေါ်လာပါတယ်အဲ့ဒီချိန်မှာဘာမြန်ရလဲဆိုတော့လူသားဆိုတာကျွန်တော်တို့အားလုံးသိပြီးသားတဲ့အတိုင်းပဲအပိတ္တာဖြစ်တယ်ဆိုတာကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရပါတယ်ဂျောမခန်းချီတုံးအငယ်23မှာချမ်းသာခြင်းအလျက်မရှိအဘယ်ကြောင့်နည်းဟုမူကားလူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖျားသခင်စီ၌အတ္တရပြတ်ကြ၏ကိုယ့်ရဲ့ဒုစရိုက်အပြစ်ကြောင့်ဖျားသခင်မျက်နှာတော်မှာကျွန်တော်တို့ကအတ္တရပြတ်တဲ့ပုဂ္ဂိုလ်လူသားတွေဖြစ်တယ်အဲ့ဒီချိန်မှာကျွန်တော်ဘာတွေးခေါ်ထားတယ်လဲဆိုတော့ဗမာဒီပြောထားရှိတဲ့ရာဇကံဝစီကံမနောကံကျွန်တော်တတိယမိတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ရာဇကံဝစီကံမနောကံနဲ့ကျွန်တော်တို့တရက်တစ်ခုတည်းပဲမနောကံနဲ့တစ်ခုရာဇကံနဲ့တစ်ခုဝစီကံနဲ့တစ်ခုတုံးခုဒီတုံးမျိုးတရက်မှာတစ်ခုပဲကျွန်တော်တို့ပြစ်မှားမိတယ်ဆိုရင်တနစ်မှာအပိတထုံကြော်တယ်10နှစ်လောက်ဆိုရင်မနေဘူးအခုကျွန်တော်အသက်50ကျော်60နှစ်ပါဖြစ်ပြီအဲ့ဒါတွေကတရက်မှာတစ်ခုနှုံးနဲ့ပဲတွားကြည့်ရင်လေအပိတနေတာမဟုတ်ဘူးကိုကလွတ်လို့မရဘူးကိုကယုံထွက်လို့မရနိုင်ဘူးတဖြည်းဖြည်းနဲ့ကျွန်တော်တို့တခါကျွန်တော်ငယ်တုန်းကချင်းတုံမှာ gospel တမန်တွေကအဲ့ဒါကိုပုံဖော်တာတခုအာယုံဆိုင်မိတယ်လူတရားကအတွေ့အခေါ်နဲ့ပြမရင်ကျိုးနဲ့တပတ်ချီတယ်ပြီးတော့ပစံနဲ့ပြမရင်တပတ်ချီတယ်အလုံးနဲ့ပြမရင်တပတ်ချီတယ်ချီရင်နဲ့အနည်း20လောက်ကြာတဲ့အခါမှာခန္ဓာကိုယ်တစ်ခုလုံးကိုကျိုးနဲ့ပတ်ချီပြီးတော့မှအဲ့ဒီချိန်မှာခရစ်တော်ပုံဆောင်တဲ့တရုပ်ဆောင်ကကြိုက်ကြီးနဲ့ဖြတ်ပြီးတော့မှလွတ်တာကိုပုံဘလို့ခေါ်မလဲတရုပ်ပြကဲတင်ချင်းတရုပ်ပြတစ်ခုမြန်ပိုးပါတယ်သူနည်းလောက်ကောင်းပဲကျွန်တော်တို့ရဲ့ယာယကံဝစီကံမနောကံနဲ့ပြမခဲ့သမျှတော့အရာတွေကိုကျွန်တော်တို့မလွတ်နိုင်ဘူးမယုံထွက်နိုင်ဘူးမယုံကန်နိုင်ဘူးဒါပေမဲ့ခရစ်တော်အားဖြင့်ဒါတွေကလွတ်နိုင်တယ်ဆိုတာကိုလည်းကျွန်တော်တို့သိနေကြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ရှင်မတေခန်းချင်းကအငယ်40ရှင်မှာထို့ကြောင့်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘဒီဆုံလင်တော်မူသည့်ဤသူတင်တို့ဒီလေဆုံလင်ချင်းစီကြလောဆိုပြီးတော့မှကျွန်တော်တို့ဆုံလင်ဖို့ကျွန်တော်တို့အမတာမအရေးကြီးတယ်ဆိုတာကိုလူသားအနေနဲ့ကျွန်တော်အနေနဲ့တွေးမိတာဖြစ်ပါတယ်ကျွန်တော်တို့ဟန်ချက်တဲ့ခါမှာမကောင်းတဲ့အနန္တပါတဲ့ဟန်တစ်ခုပါရင်တူလုံးစားလို့မကောင်းတယ်လို့ကျွန်တော်တို့တခြားအရာဘယ်လောက်ပဲကောင်းမကောင်းတဲ့ဒုစရိုက်တစ်ခုကြောင်းကျွန်တော်တို့ကဒုက္ခကြုံနေရတတ်တဲ့ပုံကိုယ်တွေဖြစ်တော့လဲဘုရားသခင်အားဖြင့်ကျွန်တော်တို့စုံလင်တော်သူဖြစ်နိုင်တယ်လူသားတွေဖြစ်တယ်ဆိုတာကိုလည်းနံပါတ်1အနေနဲ့ဖော်ပြလိုပါတယ်အဲ့ဒီချိန်မှာကျွန်တော်စိတ်ထဲမှာဘုရားသခင်ဆိုတာပါလဲဘုရားသခင်ကဘယ်သူလဲဘုရားသခင်ဆိုတာကျွန်တော်တို့ပါလဲဆိုပြီးတော့မှကျွန်တော်အတွေ့အခေါ်ဝင်မိပါတယ်ဘုရားသခင်ဆိုတာတစ်ဖက်ကကြည့်ရင်ဂယုနာရှင်ဘုရားလည်းဖြစ်တယ်အမှန်တရားလူလာတော့ဘုရားဂယုနာရှင်ဘုရားဖြစ်တယ်လို့အမှန်ကန်သက်ရှင်တဲ့ဘုရားလည်းဖြစ်တယ်အဲ့ဒါတော့ကြောင့်ကျွန်တော်တို့ကရှင်ယောဟန်ပထမတိကျော်အခန်းကြီးလေးငယ်မှာအငယ်ရှိမှာအကြောင်းမူကားဘုရားသခင်ဒီချစ်ချင်းမေတ္တာဖြစ်သည်
ဖျားတခင်ကဂယုနာရှင်လည်းဖြစ်တယ်ချစ်ချင်းမေတ္တာလည်းဖြစ်တယ်တစ်ဖက်ကနေဖျားတခင်ကအမှန်တရားကိုလိုလားတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်အဲ့တော့ကြောင့်ကျွန်တော်တို့ကဒီကူးကွယ်တဲ့ဖျားဟာဂယုနာရှင်ဖျားမေတ္တာတော်ရှင်ဖျားဖြစ်တဲ့နေ့တူတစ်ဖက်ကအမှန်တရားဖြစ်တဲ့အတွက်တစ်ဖက်ကလည်းချစ်တယ်တစ်ဖက်ကလည်းမကောင်းတာလို့ရင်ရိုက်တဲ့သဘောရှိတယ်ကျွန်တော်တရုတ်တိုက်ကားဗီဒီယိုကြည့်ဖို့တယ်အဲ့ဒီတရုတ်လူတတ်တိုက်ကားလူတတ်တမကလူဒီကိုတတ်တဲ့ခါမှာဘယ်လိုတတ်လဲဆိုတော့သူ့ရဲ့ကောင်းပေါ်မှာစာအုပ်ထူထားပြီးတော့မှအဲ့ဒီစာအုပ်ပေါ်ကနေသူနဲ့ရိုက်ရင်လူကဒဏ်ကြမပေါ်ဘဲနဲ့အတွန်းကြည့်ပြီးတော့မှတည်သွားတာဇလန်ထဲမှာကျွန်တော်တွေ့ရတယ်ထိုနေ့တော့ကောင်းပဲဘုရားသခင်ကဂယုဏရှင်ဘုရားမေတ္တာတော်ရှင်ဘုရားဖြစ်ပြီမဲ့အမှန်တရားဘုရားဖြစ်တဲ့အတွက်အမှန်တရားဖြန့်မှတ်တော်တရားဖြန့်မှတ်တော်ဘုရားအမှန်တရားတော့ဘုရားဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ခုမကောင်းတာရှိရင်လေထိုနေ့တော့ကျွန်တော်တို့ကိုနည်းနည်းရိုက်ရင်ကျွန်တော်ရဲ့နေ့စဉ်တက်တာကျွန်တော်ရဲ့မိသားစုအချင်းကြီးကျွန်တော်ရဲ့ဘဝထိနည်းတော့ထိတယ်ဆိုတာကိုကျွန်တော်ခံစားပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအပစ်မလို့လဲမရလူသားဖြစ်တဲ့အတွက်အတူရခေါ်နဲ့မျက်စိနဲ့အမြင်အာယုံနဲ့ကျွန်တော်တို့ခဏပြဿနာဖြစ်မိတဲ့အချိန်မှာကျွန်တော်တို့ကမလွတ်နိုင်ဘူးအဲ့ဒါကြောင့်ထွတ်မြောက်ရာကျမ်းမှာလည်းဘယ်လိုရေးထားလဲဆိုတော့ထွတ်မြောက်ရာကျမ်း34အငယ်9မှာပြမချင်းပြတော့ကိုအချင်းဤတက်ဖီလတ်တော်မမှုတော့ဖျားဖြစ်တယ်တဲ့ဖျားသခင်ကအပြစ်တွေကိုအချင်းဤတက်ဖီလတ်တော်မမှုတော့ဖျားသခင်ဖြစ်တယ်ဆိုတာကိုဖော်ပြထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဖျားသခင်မေတ္တာရှင်ဂယုဏရှင်ဖျားဖြစ်တယ်ဖြောင်းမတ်တဲ့ဖျားဖြစ်တယ်အမှန်တရားလိုလားတဲ့ဖျားဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တွေ့ခံစားနေရပါတယ်အဲ့ဒီချိန်မှာကျွန်တော်ပြန်ပြတော့မှတတိယလဲဆိုတော့ခရစ်တော်ဆိုတာပါလေခရစ်တော်ဖျားလည်းဖြစ်ဖျားအကြောင်းလည်းပါတယ်ခရစ်တော်အကြောင်းလည်းပါတယ်အဲ့ဒီချိန်မှာကျွန်တော်ခရစ်တော်ဆိုတာပါလေခရစ်တော်ဆိုတာယေရှုဆိုတာတော့သိပြီမဲ့သူဘာတွေအလုပ်ခဲ့တယ်လဲငါတို့အတွက်ဘာတွေအကျိုးပြုခဲ့တယ်လဲဆိုပြီးတော့မှကျွန်တော်စိတ်ထဲမှာခံစားမိပါတယ်ခရစ်တော်ဆိုတာလူရတိကိုခံယူတဲ့အနန္တတခုတော်နဲ့ပြည့်စုံတဲ့ဖျားရှင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါတယ်အဲ့တော့ခရစ်တော်ဘာတွေလုပ်ပြီးခဲ့တယ်လဲခရစ်တော်လုပ်ပြီးတဲ့အရာအများကြီးရှိတယ်အဲ့ဒီထဲမှာဒီကနေ့တစ်ချက်ပဲပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေကိုယူဆောင်ပြီးတဲ့ဖျားဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ရဲ့အသက်တာမှာယာကံဝစီကံမနောကံအဖျင်ပြီးမှသမျှကျွန်တော်တို့တခါတလေစိတ်ထဲမှာမပြီးမလဲဖြစ်တဲ့ဘူးဘွားကနေရရှိတဲ့အပြစ်ဝတ်ကြွေးမှဆာ၍အရာအားလုံးကိုဖြီလွတ်ပြီးတဲ့ဖျားဖြစ်တယ်ကျွန်တော်တို့တမန်ကျမ်းစာမှာအသက်စာဆောင်ရှိတယ်အဲ့ဒီအသက်စာဆောင်မှာကျွန်တော်တို့ရဲ့လှုပ်သမျှကြိုက်သမျှပြုမိသမျှမတန်းတင်ထားတဲ့ကောင်းကင်တမန်ရှိတယ်ဆိုတာကျွန်တော်တို့လည်းကျမ်းစာထဲမှာတွေ့ရတာဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ခရစ်တော်ကကျွန်တော်တို့ကြရဲပြီးတွားနိုင်တဲ့အဲ့ဒီစာဆောင်မှာပါတဲ့မကောင်းတဲ့မတန်းတွေအားလုံးကိုယူဆောင်ပြီးတော့မှသူကလစ်ဝါကားတိုင်မှာအတီခံတဲ့အခါမှာတေလက်စတိုင်ဤအမှုပြီးချီပြီးအောင်မြန်ပြီးစီပြီးတော့မှကျွေးကြော်တဲ့အခါမှာကျွန်တော်တို့ဟာအပြစ်လွတ်ခြင်းကိုရတာဖြစ်ပါတယ်အဲ့ဒါကိုတကယ်ယုံကြည်တဲ့သူကကယ်တင်ခြင်းကိုရရှိတာဖြစ်ပါတယ်ငါတို့ရှိသမျှဒီသူကဲ့သို့လမ်းလွဲလျက်ကိုလမ်းတို့အတီးတီးလိုက်သွားကြသည်ဖြစ်၍သာဝရဖျားသည်ခတ်သိမ်းတော်ငါတို့အပြစ်များကိုအတုအပေါ်၌တင်တော်မူ၏ဣစာယ53:6မှာအဲ့လိုရေးထားပါတယ်နောက်တစ်ခါပြန်ဖတ်ပြပါမယ်ငါတို့ရှိသမျှသည်သူကဲ့သို့လမ်းလွဲလျက်ကိုလမ်းတို့အတီးတီးလိုက်သွားကြသည်ဖြစ်၍သာဝရဖျားသည်ခတ်သိမ်းတော်ငါတို့အပြစ်များကိုသူ့အပေါ်၌တင်တော်မူ၏ကျွန်တော်တို့အပြစ်အားလုံးကိုခရစ်တော်ပေါ်မှာဘုရားသခင်ကိုတရားတင်ပြီးတော့မှသူ့ရဲ့တေလက်စတိုင်အမှုပြီးချီပြီး
ပြီးတော့ပါပြီဆိုပြီးတော့မှကြွေးကြော်တဲ့အခါမှာကျွန်တော်တို့အပိခါလွတ်တယ်ဆိုတာကိုကျွန်တော်တို့စိတ်နဲ့ယုံကြည်မယ်နှလုံးသားနဲ့ခံစားမယ်ပါစနဲ့လည်းပေါ်ပြဖို့အမတမအရေးကြီးတယ်ဆိုတာကိုကျွန်တော်ကြုံတွေ့နေရတာဖြစ်ပါတယ်အဲ့ဒီချိန်မှာယုံကြည်ခြင်းဆိုတာလည်းဘာလဲဆိုပြီးတော့မှကျွန်တော်ကိုမီးတဲ့အခါမှာယုံကြည်ခြင်းဆိုတာဖျားသခင်ဖြစ်တဲ့မိကောင်းကင်နိုင်ငံဟွန်ရန်တော့ဖြစ်တယ်ဆိုတာကိုကျွန်တော်ခံယူမိပါတယ်ယုံကြည်ခြင်းဆိုတာဘယ်သူအတွက်ပြီးတာမဟုတ်ကိုယ့်အတွက်ကောင်းကင်နိုင်ငံဟွန်ဖို့ဖျားဖြစ်တဲ့တော့ဖြစ်တယ်တော့ဆိုတာကျွန်တော်တို့အင်မာလဲတုံးတယ်ဘီယိုမာလဲတုံးတယ်အဲ့ဒီတော့အင်ကသူ့တော့နဲ့ဖွင့်လို့ရတဲ့ဟာဖြစ်တယ်ဘယ်တော့အင်မဆိုတော့တစ်ချောင်းနဲ့အားလုံးဖွင့်လို့ရတယ်ဆိုတာမရှိပါဘူးတစ်ဖက်ကပြောင်းမယ်ဆိုရင်တစ်ဖက်ကကြည့်မယ်ဆိုရင်ကောင်းကင်နိုင်ငံဝန်ဖို့လဲခရစ်တော်အားဖြင့်ယုံကြည်ခြင်းမှတားလျင်ကျွန်တော်တို့ဝန်နိုင်မှာဖြစ်တယ်တချာနေလန်ဘလောက်ပဲဆရာကိုကျင့်တရားဘလောက်ပဲကောင်းကျွန်တော်တို့ကရမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်အတိတ်တဖန်ခံယူမိပါတယ်အဲ့တော့ကြောင့်ယုံကြည်ခြင်းဆိုတာကောင်းကင်နိုင်ငံဝန်ဖို့ဘုရားသခင်ပြည့်တဲ့တော့ဖြစ်တယ်ဆိုတာကိုကျွန်တော်ဖော်ပြလိုခြင်းဖြစ်ပါတယ်ယုံကြည်ခြင်းမှာလည်းအမျိုးမျိုးရှိပါတယ်ယုံကြည်ခြင်းကအုံနောက်နဲ့ယုံကြည်ခြင်းလည်းရှိတယ်ယာယီယုံကြည်တာလည်းရှိတယ်ပြီးတော့အရှိယုံကြည်ခြင်းဆိုတာလည်းရှိတယ်ဥပမာအုံနောက်နဲ့ယုံကြည်ခြင်းကျွန်တော်တို့ကမြန်မာပြည်လွတ်လပ်ရေးဖခင်နဲ့ဘူရှောင်းစံဖြစ်တယ်ဆိုတာကိုကျွန်တော်သိတယ်အုံနောက်နဲ့သိတယ်တခါမှလည်းမမြင်ဘူးအဲ့ဒီအရာတာလည်းကျွန်တော်တို့သိနားမလဲပါဘူးခရစ်တော်လည်းကျွန်တော်တို့ကေတင်ရှင်ဖြစ်တယ်ဘယ်လေမြို့မှာမွေးတယ်လေဝါကားတိုင်းမှာတည်တယ်Sunday school ကလေးကကျွန်တော်တို့ကြားဖို့နာဝဖြစ်တဲ့အတွက်တည်တယ်အုံနောက်နဲ့တည်တယ်အဲ့ဒါတိယုံနဲ့ကျွန်တော်တို့မရဘူးဆိုတာအထူးသဖြင့်ငရုဆိုင်ဖို့အမတာမအရေးကြီးပါတယ်အဲ့တော့ကြောင့်ဂျမ်ဇာကုတ်အခန်းကြီးနစ်အငယ်ဆက်ကူမှာဘုရားသခင်တဆူတီးစီဒီဟုတင်းဒီယုံလျင်ယုံဤကောင်းပြီနတ်ဆုတို့ဒီယုံ၍ကြောက်ရွံ့တုန်လောက်ကြ၏အဲ့ဒီအချက်လေးအုံနောက်နဲ့ယုံကြည်တာလားပါတော့နတ်ဆုတွေကလည်းယုံကြည်တယ်တဲ့သူတို့ဘယ်လောက်ယုံကြည်လဲဆိုတော့တုံအသားတုံလောက်အောင်ယုံကြည်တယ်တဲ့ဒါမဲ့သူတို့ကမရဘူးကျွန်တော်တို့ကအုံနောက်နဲ့ယုံကြည်လာလားနဲ့ကျွန်တော်တို့မရကဲတင်ခြင်းမရနိုင်ဘူးလွတ်ခြင်းတရားကိုမရနိုင်ဘူးဆိုတာကိုဖော်ပြလိုပါတယ်ယာယီယုံကြည်ခြင်းဆိုတာလေတခါတလေကျွန်တော်တို့ခဏတွေးမိတယ်ဖျားနာတဲ့အခါမှာကျမ်းမာဖို့ခဏဆုတောင်းတယ်ပြီးတော့ခရီးသွားမယ်ပြဿနာမရှိဘူးလမ်းဖြောင်းဖို့ဆုတောင်းတယ်စာမေးပွဲဖြေတော့မယ်အောင်ဖို့ဆုတောင်းတယ်အဲ့ဒါမျိုးတွေကယာယီယုံကြည်ခြင်းဖြစ်တယ်အဲ့ဒါမျိုးတွေလည်းကျွန်တော်တို့အတွက်တကယ်ထာဝရအသက်ရဖို့မဟုတ်ပါဘူးဒါထာဝရအသက်ရဖို့ဆိုတာရှင်းမှန်တဲ့ယုံကြည်ခြင်းအမတမလိုအပ်တာဖြစ်ပါတယ်ယုံကြည်ရှင်းမှန်တဲ့ယုံကြည်ခြင်းဆိုတာလေယုံကြည်ခြင်းဆိုဒီမှာထာဝရအသက်ကိုခံစားနိုင်ရန်ယေရှုခရစ်တပါးတီကိုအားကိုးစားခြင်းဖြစ်တယ်ရှင်းမှန်တဲ့ယုံကြည်ခြင်းဆိုတာယေရှုခရစ်တပါးတီကိုတာကိုးစားခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီထိုင်ခုံဒီမှာထိုင်တယ်ထိုင်ခုံကကျွန်တော်တို့ကိုခံနိုင်မဲ့ထင်တဲ့အတွက်ဘာမှငယူမဆိုင်ပဲနဲ့စိတ်ချလက်ချက်နဲ့ကျွန်တော်တို့ထိုင်နေရတာဖြစ်တယ်ကျွန်တော်တို့ကိုဒုက္ခမပြီးဘူးတည်တဲ့အတွက်ကျွန်တော်တို့ထိုင်တာဖြစ်တယ်ထိုနည်းတော့ကောင်းပဲကျွန်တော်တို့စိတ်နှလုံးအကျွမ်းမဲ့နဲ့ခရစ်တော်ကိုတကယ်ယုံကြည်တယ်လက်ခံတယ်ဘုရားသခင်စီမှာအနံ့မဲ့ဆိုရင်ကျွန်တော်တို့ကိုးစားခြင်းလားမှန်ကန်ပြီးတော့မှအောင်မြင်မှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့အတိတ်တဖန်ပြန်လဲတွေးခေါ်စမြုပ်ပြန်ပြီးတော့မှစဉ်းစားဖို့ဖော်ပြလိုပါတယ်အဲ့ဒါတော့ကြောင့်ပေါလုနဲ့တီလထောင်ကြပြီးတော့မှထောင်ကနေကြီးတော်ချီးမွမ်းတဲ့အခါမှာထောင်တကားဒီပွင့်ပြီးတော့မှသူတို့ခြေထားတဲ့တန်ကြိုးတွေလည်းလွတ်ပြီးတော့မှဖြစ်လာတဲ့အခါမှာထောင်မိုးကပေါလုနဲ့တီလတို့ရှိမှာဗာမီးတယ်လဲဆိုတော့ကဲတင်ချင်းရဖို့ဘာလို့ရမလဲဆိုပြီးတော့မှမိတဲ့အခါမှာသူတို့ကဘာပြောထားတယ်လဲဆိုတော့ယေရှုခရစ်ကိုယုံကြည်လို့ယုံကြည်လျင်တင်နဲ့တင်မိသားစုတွေဒီ
ကဲတင်ချင်းတို့ရောက်လိမ့်မယ်ဆိုပြီးတော့မှဖော်ပြထားပါဒါကိုကျွန်တော်တို့ဖတ်ထားတဲ့တမန်တော်ဝတ္ထု16:30မှာတွေ့ရပါတယ်အဲ့ဒီပြီးမှသူတို့အိမ်မှာတီလာနဲ့ပေါ်လူဟာထောင်မိုးအိမ်မှာတရားတင်အခုတဘောနဲ့ဆိုရင်တော့တင်တန်းပြတာကိုကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်ဒီနေ့အဲ့ဒါတော့ကြောင့်ကျွန်တော်တို့အသက်တာမှာတကယ့်ကိုတိုင်ကကဲတင်ချင်းစိတ်ချမှုရတယ်တကယ့်ယုံကြည်တယ်ခရစ်တော်ကိုတကယ့်ကိုးစားတယ်ဘုရားသခင်စီမှာကျွန်တော်တို့ကိုယ်စိတ်ဝိညာဉ်တစ်ခုလုံးကိုအနန္တနိုင်တယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကိုယ်အိမ်မှာကိုယ်မိသားစုမှာသာသနာပြုရမှာဖြစ်ပါတယ်ကျွန်တော်တို့တခါတလေကိုယ်အိမ်မှာတရားမဟောဘဲနဲ့သူများသားသမီးတွေကိုတရားဟောလိရှိတယ်သူများဘာဆိုမတောင်းဘဲနဲ့သူများအိမ်မှာဆိုတောင်းလိရှိတယ်ကိုယ်အိမ်မှာကျန်းစာကိုမဆွေးနွေးဘဲနဲ့တခြားနေရာမှာဆွေးနွေးလိရှိတယ်အဲ့ဒါတွေမဟုတ်ဘဲနဲ့ယေရုရှလင်ယူဒာပြည်စမာရိယဆိုတဲ့ကဲတော့ကိုယ်နိုင်ရကဲတင်ချင်းရမယ်ကိုရပြီးမှကိုအိမ်တွင်မှာတာသနာပြုမယ်ပြီးမှအိမ်ပြန်ထွက်ရမှာဖြစ်ပါတယ်ဟာလေလုယာအဲ့တော့ကြောင့်ကျွန်တော်တို့ရဲ့တက်တာ၌လူဝတ်တော့အရာဟာဒီကျွန်တော်တို့အခုနဖော်ပြထားတဲ့အတိုင်းပဲကျွန်တော်ကိုယ်တိုင်လဲချမ်းသာခြင်းလွန်လို့ကြောက်တိုးဘဝကနေကြည်ရတော်ဆိုတာပါလေလူသားဆိုတာပါလေဘုရားသခင်ဆိုတာပါလေခရစ်တော်ဆိုတာပါလေယုံကြည်ခြင်းဆိုတာပါလေဆိုပြီးတော့မှတွေးခေါ်တဲ့အခါမှာဒီအချက်တွေကိုကျွန်တော်ခံယူပြီးနောက်ပိုင်းစီးပွားရေးလည်းမလုပ်ပါဘူးဘုရားသခင်နဲ့စားဖို့ဝတ်ဖို့ပြင်ဆင်ပေးပါတယ်ဒုက္ခမကြုံဘူးလားမဟုတ်ဘူးကြုံတယ်ဆေးရုံလည်းမနေဘူးတက်တယ်ဒါပေမဲ့လိုအပ်တဲ့ချိန်မှာဘုရားတာဝန်ပေးတယ်ဆိုတာကိုလည်းကိုတရားကြုံတွေ့ခံစားနေရတာဖြစ်ပါတယ်အဲ့တော့ကြောင့်ဒီကနေ့ဘုရားသခင်ကကျွန်တော်တို့ကိုပြောထလဲဆိုတော့ငါဒီတခါစီမှာဇက်ရွယ်ခောက်လျက်နေ၏အချင်းတို့ဒီငါ၏အတန်ကိုကျဲ၍တခါကိုဖွင့်၍သူရှိရာတို့เป็นเหรียญตูနဲ့အတူဗာလဲစားတောက်မယ်သူနဲ့နေမယ်သူနဲ့အတူထောက်ဗာလဲအတူတောက်စားတောက်ရောက်လိမ့်မယ်ဆိုပြီးတော့မှကျမ်းစာထဲမှာကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်ဗျာဒိတ်ဟန်ချီတုံအငယ်20မှာကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်အဲ့တော့ကြောင့်ကျွန်တော်တို့အသက်တာ၌ကိုတိုင်ကကဲတင်ချင်းရနိုင်ဖို့ကျွန်တော်တို့ခရစ်တော်ကိုကိုးစားပြီးတော့မှဘုရားသခင်စီမှာဆုတောင်းပြီးတော့မှစက်ကပ်ပြီးမှဘုရားသခင်ခရစ်တော်ကိုတိုင်လှုပ်ဆောင်ပြီးတဲ့အရာတွေကိုယုံကြည်ကိုးစားပြီးတော့မှဒါပြီးမှကိုယ့်ရဲ့မိသားစုမှာကိုယ့်ရဲ့ဆွေမျိုးညီကိုမောင်နှမအချင်းချင်းမိဘသားသမီးအားလုံးတယောက်နဲ့တယောက်မေတ္တာပွားပြီးတော့မှကိုယ့်အိမ်တွင်မှာသာသနာပြုနိုင်ဖို့အမတာမအရေးကြီးပါတယ်အခုချိန်မှာကျွန်တော်အပြင်မှာပြောလို့ရှိတဲ့စကားကမိဘတချို့ကဆရာမတွေကိုဝေဖန်ခဏဝေဖန်တယ်ဆရာဒီပါစတာဒီဝေဖန်တာတော့ပြဿနာသူတို့တော့ဘာမှပြဿနာမရှိဘူးဘယ်သူဆုံးတယ်လဲဆိုတော့ကိုယ်သားသမီးတွေကိုဆုံးတာဖြစ်တယ်ဥပမာကလေး10နှစ်အောက်ကလေးတွေဗမာစကားမှာရှိတဲ့ခွေးနဲ့ကလေးလင်လို့မရဘူးတဲ့လူကြီးတွေကဥပမာကိုယ့်ရဲ့ကျွန်တော်တို့တန်းတော်နဲ့ဥပမာပြောမယ်ဆိုကိုယ့်ရဲ့ဆရာသမားတွေကိုအတင်းတော်မှာတာဝန်ထမ်းဆောင်နေတဲ့ဆရာတွေကိုကျွန်တော်တို့ဝေဖန်မကောင်းတာကိုပြောနေရင်ကလေးတွေကသူတို့ကျွန်တော်တို့ဆရာတွေကိုဘာပဲဟောဘာပဲပြောဘယ်လိုပဲတင်တန်းပြီးလက်မခံနိုင်တော့ဘူးမိဘရဲ့ဝေဖန်ချက်ရပြီးသားဆရာတွေအဲ့ဒါကြောင့်ကျွန်တော်တို့ကဘယ်လောက်ပဲဆိုတောင်းပြီးသူမွေးနေ့ပွဲမှာဆရာတွေခေါ်ပြီးတော့မှဆိုတောင်းခိုင်းတယ်ကဲတင်ချင်းဝေငါခိုင်းတယ်ဒါပေမဲ့ကလေးတွေကလက်မခံနိုင်ဘူးကိုယ့်ရဲ့အတန်းတော်မှာရှိတဲ့ Sunday School ဆရာမဒီကိုယ့်ရဲ့တန်းတော်မှာအမှုတော်ဆောင်တဲ့ဆရာမဒီလုံးဝမဝေဖန်ဘဲနဲ့အင်္ဂလန်မှာသာသနာပြုဖို့အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်